ဒီအမားလေးတစ်ခုကြောင့် beginner designer တွေရဲ့ design တွေက cheap ဖြစ်တယ်တနည်းအားဖြင့်ဈေးပေါ်ရလို့ခံစားရစေတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ design မှာကိုကဒီ design ဖန်တီးရဲ့အခါမှာဒီပါဝင်တဲ့ product တွေပြီးတော့ကျွန်တော်တို့ဒီ information တွေ headline တွေပေါ့နော်ပြီး call to action တွေပေါ့အဲ့ဒါတွေကိုကျွန်တော်တို့ကအကုန်လုံးကိုအလဲ center မှာပဲထားတဲ့ပုံစံတွေမသုံးသင့်ပါဘူးဘာလို့လဲဆိုတော့အဲ့လိုမျိုးသုံးတာကကျွန်တော်အရန်ရိုးရှင်းပြီးတော့မှဈေးပေါ်ရလို့ခံစားရစေပါတယ်ပြီးတော့ alignment တွေပေါ့ကျွန်တော် alignment တွေကျွန်တော်စီရဲ့အခါတနည်းအားဖြင့်ကျွန်တော်စာသားတွေကို alignment စီရဲ့အခါကျရင်တောင်တကွဲမြောက်တကွဲစီရမျိုးတွေကဒီ design မို့ပို့ပြီးမှရှုပ်သွားစေတယ်ပြီးတော့ဒီကိုယ့်ရဲ့ design ကိုကြည့်ရှုသူအနေနဲ့လည်းဘေးဟာကိုစကြနိုင်မသိဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့တတိယတစ်ချက်ကတော့ကျွန်တော်တို့ဒီ grid system တွေသုံးတယ်ပေါ့နော်သုံးတယ်နဲ့တနည်းအားဖြင့် column grid တွေပြီးရင်ကျွန်တော်တို့ဒီ32 grid တွေ24 grid တွေပေါ့ပြီးတော့တခြားသော grid system တွေအများကြီးပဲရှိပါတယ် Google မှာလည်းခောက်ကြည့်လို့ရပါတယ်အဲ့တော့ grid system တွေသုံးခြင်းအပြင်ကိုယ့်ရဲ့ design တွေကစနစ်တကျဖြစ်ပြီးတော့မှသူ့နေရာနဲ့သူအဆင်ပြေလေးနဲ့မတူညီတဲ့ layout တွေထွက်လာနိုင်ပါတယ်ပြီးတော့နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ဒီ white space ပေါ့နော်ကိုယ့်ရဲ့ design မှာ white space များထားပြီးတော့ဒီဖန်တီးရတာကျွန်တော်ရဲ့ design ကိုပို့ပြီးတော့မှဒီအသက်ရှူမကြက်စေပဲနဲ့ clean ဖြစ်ပြီးတော့မှဒီကြည့်ရတာပို့ပြီးတော့ကောင်းစေတယ်ပြီးတော့ပို့ပြချင်တဲ့ main message တွေပြီးရင် တစ်ခုကြာ spacing တွေရဲ့အကွာအဝေးတွေဒီ white space များခြင်းကကျွန်တော်တို့ design ကိုပို့ပြီးတော့မှဆွဲဆောင်မှုပို့ပြီးတော့မှရှိစေပါတယ်ဒီနေ့အချင်း beauty product လိုမျိုးတွေပြီးရင်တခြားသောဒီ advertising design တွေမှာလည်း element တွေ social ခန့်နေအောင်မထည့်ပဲနဲ့ white space များလေးသုံးသင့်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီ beginner designer တွေအနေနဲ့ဒီအများဆုံးနဲ့ကိုယ့်ရဲ့ design ကိုဈေးပေါ်စေတဲ့ဒီအချက်အလက်တွေပဲဖြစ်ပါတယ်အဲ့တော့ဒီထက်ပိုပြီးတော့မှ clean ဖြစ်တဲ့ design တွေကိုဖန်တီးတတ်ချင်တယ်ဆိုရင်ကျွန်တော်နောက်ထပ် trick လေးတွေပြပြပေးပါမယ်တင် trick လေးပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီ Facebook YouTube ဒီ TikTok ကိုလည်း follow လုပ်ခဲ့ပေးလို့ရပါတယ်အားလုံးပဲကြိုးတင်ပါတယ်ကျွန်တော်ကတော့ amazing ရဲ့ instructor comment ခန့်ဖြစ်ပါတယ် see you ပါ